IVD နဲ့ batch ရှစ်တန်းခွဲရနေပြီးတော့အိမ်ရောမြေရောပါဝင်တဲ့လုံခြုံအိမ်လေးကို review လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် All About Living မှာ IV ဖြစ်ပါတယ်ဒီအိမ်ယာ project ကထိုင်းနိုင်ငံရဲ့ထိပ်တန်း developer ဖြစ်တဲ့ Origin ကဆောက်လုပ်ထားတာဖြစ်ပါတယ်နေရာက Tiparit လမ်းမကြီးကနေဝင်ရောက်လာတာနဲ့ရောက်ရှိမှာဖြစ်ပြီးတော့အိမ်ယာဝင်းထဲကနေထွက်လိုက်တာနဲ့ထိုင်း local စားတောက်ဆိုင်တွေပေါ်များတယ်ပြီးတော့ Home Pro Lotus Just Urban Shopping Center တွေကိုလည်းမိနစ်အနည်းငယ်အတွင်းသွားရောက်ပြီးတော့ဈေးဝယ်ထွက်လို့ရပါတယ်ပြီးတော့ Expressway တွေနဲ့နီးတဲ့အတွက်ကြောင့်မို့လို့မြို့ရဲကိုလည်းအချိန်တိုအတွင်းသွားရောက်နိုင်မှာဖြစ်ပါတယ်ဒီနေ့ IV က Central One ကနေပြီးတော့ကားမောင်းလာတာဆိုရင်45မိနစ်ပဲကြာရယ်နော်ဒီအိမ်ယာဝင်းထဲမှာဆိုလို့ရှိရင်အိမ်လုံးရေ190တာပါဝင်ပြီးတော့ရွေးချယ်စရာအိမ်မျိုးစား2မျိုးရှိပါတယ်။ English style ပုံစံလေးတွေဆောက်လုပ်ထားပြီးတော့ twin home လေးတွေရဲ့ single home ဆိုပြီးတော့အမျိုးအစား2ခုရှိပါတယ်။ပထမဦးဆုံးပြပေးချင်တဲ့အိမ်လေးက145 square meter ကျယ်ဝန်းတဲ့3 bedroom 3 bed အိမ်မျိုးစားဖြစ်ပါတယ်။ဒီ145 square meter ကျတော့ twin home ပုံစံလေးဖြစ်ပါတယ်။kitchen နေရာလေးကလည်းအိမ်ရှင်မတွေကြိုက်ကြကြဝန်းရှိတယ်အပေါ်ထပ်မှာဆိုရင် master bedroom ကြီးပဲအခန်းကြီး2ခန်းပါဝင်တယ်လေ့လာကြည့်အောင်ဒီ master bedroom ကြီးကလည်းကျယ်ကြီးပဲဒီမှာဆိုလို့ရှိရင်ဘီရိုကလည်းတကယ်ကိုအကြီးပဲပစ္စည်းတွေအများကြီးထားလို့ရတယ်။ဂရင်ဆိုလို့ရှိရင်လည်းဒါ king size ဂရင်ထည့်လို့ရတယ်ပေါ့နော်။ပြီးတော့ဟိုဘက်မှာဆိုလို့ရှိရင်စာကြည့်စပွဲလေးတော့ပါသေးတယ်။ခုပြမဲ့အိမ်ကကြတော့200 square meter အကျယ်ရှိပြီးတော့အိမ်ရောမြေရောပါတယ်လုံးချင်းအိမ်အမျိုးအစားဖြစ်ပါတယ်။အောက်ထပ်မှာဆိုရင်ကျယ်ဝန်းတဲ့ living area ရှိပြီးတော့ dining area ပြောလို့ရှိရင် wet kitchen ရဲ့ dry kitchen ဆိုပြီးတော့လည်းခွဲလို့ရတယ်နောက်တစ်ခုကအောက်ထပ်မှာအိတ်ခမ်းတစ်ခမ်းပါတယ်ရေချိုးခမ်းအိမ်သာပါတယ်အပေါ်ထပ်မှာဆိုလို့ရှိရင်ရေချိုးခမ်းအိမ်သာပါဝင်တဲ့ master bedroom ကြီးပဲ3ခန်းတောင်ပါတယ်ဒီအိမ်လေးတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်ထိုင်းကုမ္ပဏီအမည်ခံပြီးတော့ဝယ်ယူလို့ရတယ်လို့မိမိအမည်ပေါင်းနဲ့လည်းဝယ်ယူပိုင်ဆိုင်ခွင့်ရှိပါတယ်။ဆက်လက်ပြီး IV ရဲ့ All About Living page မှာစိတ်ကူးတဲ့အိမ်လေးတွေကိုတစ်ခုပြီးတစ်ခုမျှဝေနေမှာဖြစ်လို့ like and share လုပ်ထားဖို့မမေ့နဲ့နော်။